လူတယောက်ရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတော့သင်သိချင်ပူပါသလားစကလုံးတစ်လုံးမှမပြောဘဲသူတို့ရဲ့ကိုယ်မူရာတွေကိုကြည့်ပြီးသူတို့အကြောင်းသိနိုင်တဲ့နည်းလမ်းလေးရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူတယောက်ကိုချက်ချင်းအကဲခတ်နိုင်မယ့်စိတ်ပညာလိုအပ်ချက်၅ခုအကြောင်းပြောပြသွားမှာပါနံပါတ်1ခြေထောက်တွေရဲ့လာရတင်အားစုံတယောက်နဲ့စကားပြောနေတဲ့အချိန်မှာသူတို့ရဲ့ကိုယ်တွေကတင်းဘက်ကိုလှည့်နေပြီးမဲ့ခြေထောက်တွေကတော့တကားဘက်ကိုလှည့်နေရင်ဒါဟာသူတို့စကားဝိုင်းကနေထွက်သွားခြင်းနေပြီဒါမှမဟုတ်စိတ်ဝင်စားတော့ဘူးဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်နံပါတ်2အုပ်စုလိုက်ရင်မောနေခြင်းလူအုပ်စုတစုပြိုင်တူရင်မောတဲ့အခါမှာလူတိုင်းကမိမိနှစ်သက်ဆုံးဒါမှမဟုတ်လို့ရှိရင်မိမိနဲ့အရင်နှီးဆုံးလို့ခံစားတဲ့လူကိုအလိုလျောက်လှမ်းကြည့်တတ်ကြပါတယ်ဒါဟာဘသူကဘသူ့ကိုသဘောကျနေလဲဆိုတာကိုသိနိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲနံပါတ်3မျက်တောင်ခံတော့ပုံမှန်အားဖြင့်လူတစ်ယောက်ဟာ10မိနစ်ကို6ချိန်ကနေ10ချိန်လောက်မျက်တောင်ခတ်ကြပါတယ်ဒါပေမဲ့တစုံတစ်ယောက်ကတင့်ကိုစိုက်ကြည့်နေရင်နဲ့မကြာခဏမျက်တောင်ခတ်နေရင်သူတို့ကစိတ်လှုပ်ရှားနေတာဒါမှမဟုတ်လို့ရှိရင်တင့်ကိုတခုခုဖုံးကွယ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်နံပါတ်4 mirroring သို့မဟုတ်ထပ်တူပြုခြင်းတစုံတစ်ယောက်ကတင်လုံနေတဲ့ကိုယ်မူရာကိုလိုက်လှုပ်တယ်ဆိုရင်ဥပမာတင်လက်ပိုက်လိုက်ရင်သူပါလိုက်ပိုက်တာမျိုးဒါဟာတင့်ကိုသူတို့သဘောကျနေတာဒါမှမဟုတ်တင့်အပေါ်ယုံကြည်မှုရှိနေတာကိုပြတာပါဒါကိုစိတ်ပညာမှာအလိုလျောက်ဖြစ်ပေါ်တဲ့ရင်းနှီးမှုလက္ခဏာလို့ခေါ်ပါတယ်နံပါတ်5ကိုပြန်လဲနှစ်သိမ့်ခြင်းစကားပြောနေရင်လေပင်ကိုပုတ်တာနေရွက်ကိုကင်တာဒါမှမဟုတ်မျက်နှာကိုခဏခဏထိနေတာစိတ်မလုံခြုံမှုဒါမှမဟုတ်စိုးရိမ်ပူပန်မှုရဲ့ပြရုပ်ပါသူတို့ကစကားပြောရတာအဆင်မပြေဖြစ်နေတာဒါမှမဟုတ်တခုခုကိုကြောက်ရွံ့နေတာမျိုးလည်းဖြစ်နိုင်ပါတယ်အခုပြောတော့တဲ့အချက်တွေကတော့တင်ရဲ့နေစဉ်ဘဝမှာလူတွေနဲ့ဆက်ဆံတဲ့အခါဒါမှမဟုတ်ကိုပြန်လဲသုံးသပ်တဲ့အခါမှာတစ်ထောက်တနေရာကနေအထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်လူတဘာဝဆိုတာနည်းနည်းပါတယ်ဒါပေမဲ့အဲ့ဒီနည်းနည်းမှုတွေကိုကျွန်တော်တို့အတူတူလေ့လာသွားကြမယ်ဆိုရင်ဘဝကဒီထက်ပိုပြီးနေပြောစရာကောင်းလာမှာပါဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးစိတ်ပညာဆိုင်ရာလှုပ်ဝက်ချက်တွေနဲ့နောက်ထပ်စိတ်ဝင်စားစရာဘိုးတုဒ္ဒတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Wise Boy Channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးမေးစရာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်အားလုံးပဲပုံမထက်မြက်တဲ့အမြင်တွေနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ